ဘိန်းတော်ဟောကြားပြီးမဲ့တရားတော်ကတစတစဆွန်ဝမှာဆိုတဲ့ခေါင်းစည်းလေးကိုခြေတန်းတင်ပြီးတော့ဟောကြားနာကြမယ်။ပါတယ်လေတစစီတစချင်းတစချင်းနဲ့ဆွန့်ဆွန့်စားစားပြုလုပ်သူများရဲ့ကျင့်သုံးသူများရဲ့ပွားများသူများရဲ့အထွတ်ထိပ်ကိုရောက်ရှိပုံလေးတွေမိမိတို့ဒီလည်းပဲရှိသောအရိယာသူတော်ကောင်းများတစတစဒီစွန့်စားပြီးတော့မိမိဘဝကိုအထက်တန်းရောက်အောင်ကြံဆောင်သွားကြပြီတကယ်တော့ဒီနေ့တရားအားထုတ်တဲ့ဘုန်းကြီးတို့တရားဓမ္မတွေသာနာမှာထူးခြားတဲ့အတိတုဉာဏ်လူလေးတွေဖြစ်အောင်ကိုမဆောင်ချောက်ရဘူးလားဆောင်ချောက်ရမယ်။ဘာကြောင့်လဲဆိုရင်တို့တန်ត្រာကြီးကအလွန်လျာရှည်လျားခဲ့တာနော်။တန်ត្រာကြီးကရှည်နေလို့လားတိုနေလို့လားအလွန်လျာရှည်ခဲ့ပြီးပြီ။ကြည့်လို့မမြင်လောက်အောင်ဒီရှည်လျားခဲ့ပြီနော်။အတိတ်ဘဝတွေကိုလည်းပဲကြည့်လို့မမြင်လောက်အောင်များပြားခဲ့ပြီးပြီအဲ့ဒီတော့ဘာလို့များတို့တန်ត្រာရှည်လျားပြီးတော့ဩနာတိထပ်နေကြရသလဲလို့အဲ့ဒါလို့ကိုစစ်စီမင်းညာလို့ရှိရင်ခန္ဓာကအဖြေထွက်လာလိမ့်မယ်ဘာလေးပါးကိုမသိလို့တဲ့သစ္စာလေးပါးမသိညာရှိလျာတန်ត្រာလို့ဆိုထားတယ်မဟုတ်လားတန်ត្រာရှိတယ်ဆိုတာဘာလေးပါးကိုသိခွင့်မရလို့သစ္စာလေးပါးမြတ်တရားကိုမသိမမြင်အဝိဇ္ဇာဝင်၍တန်ត្រာတစ်ခွင်မှာဩနာတိအပင်ပေါက်ပြီးတော့ဒုက္ခတွေမရောက်နိုင်ဘူးလားဘုန်းကြီးတို့လည်းရောက်ခဲ့ပေါင်းပြီးဘဝတွေရည်တွက်လို့မကုန်များပြားခဲ့သလိုတို့ဒီဃာရမတွေကလည်းအလွန်တရာကြီးမားတဲ့တရားတန်ချစ်တွေကိုခံပြီးတော့မခံစားနေရဘူးလားဒါကိုယ့်ရဲ့အပြစ်တွေပေါ့သူတစ်ပါးအပြစ်လားကိုယ့်အပြစ်လားကိုယ့်အပြစ်ကိုသိဖို့လိုတယ်ကိုယ့်အပြစ်ကိုမြင်ဖို့လိုတယ်ကိုယ့်အပြစ်ကိုအပြစ်ရှိပါလေကဲနဲ့အပြစ်လို့မမြင်ရင်ဘုရားကလူလိမ္မာပြောသလားလူမိုက်ပြောသလားလူမိုက်နောက်မှအကြံရတတ်တဲ့နော်မိုက်ရင်မိုက်မှသိရင်လူလိမ္မာပဲတဲ့နော်ရှင်သာရိပုတ္တရာရှင်မောက္ကလန်နှစ်ပါးဆွေးနွေးကြမိနောင်နှစ်ပါးငါရှင်သာရိပုတ္တရာကြီးလောကမှာကိုမိုက်တာကိုမိုက်မှသိတဲ့ပုဂ္ဂိုလ်တယောက်မိုက်တာကိုမိုက်မှမသိတဲ့ပုဂ္ဂိုလ်တယောက်အဲ့ဒီနှစ်ယောက်ဟာဘယ်ပုဂ္ဂိုလ်အဆိုးဆုံးလဲငါရှင်လို့ရှင်မောက္ကလန်မထေရမြတ်ကရှင်သာရိပုတ္တရာမေးပါရှင်သာရိပုတ္တရာကအာရှင်မောက္ကလန်တဲ့မိုက်တာကိုမိုက်မှမသိတဲ့ပုဂ္ဂိုလ်အဆိုးဆုံးပဲဟိမသိတဲ့ပုဂ္ဂိုလ်ဟာကိုယ်မိုက်နေတယ်မိုက်တယ်ဆိုတော့လူကိုတတ်ဖြတ်နေမှမိုက်တာမဟုတ်ဘူးနော်လူကိုတတ်နေတယ်ဖြတ်နေတယ်အဲ့ဒါလို့ဒုက္ခပေးနေဒါမှမိုက်တာမဟုတ်ဘူးသူတော်ကောင်းတရားနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်လူမိုက်လို့ဆိုတယ်မဟုတ်လားဘုရားစာရှိသောအရိယာသူတော်ကောင်းများဟောပေါ်ညွှန်ပြတော်မူခဲ့တဲ့တရားလေးတွေကိုနာဂမတ္တခွင့်မရှိကျင့်ကြံပွားများအထုတ်ခြင်းမရှိမနဲ့မိုးလေးလာကြတဲ့ကိုကဘုံဆိုင်တဲ့အချိန်ကုန်ခဲ့ရ။ဘာနဲ့အချိန်ကုန်လဲ။တာရေးသမီးစီးပွားရေးနိုင်ငံရေးလူမှုရေးတွေနဲ့မိုးလေးလာကြတဲ့ကွာဒီအာယုံမိုးလေးလာကြတဲ့ဒီအာယုံတလလုံးတစ်နှစ်လုံးတစ်သက်လုံးဒီအာယုန်ဤမျောပါလာလိုက်တာအလက်80 80အချိန်ထိဒီအာယုန်လေးကိုမဖြုတ်နိုင်ဘူးနော်နောက်ဆုံးမှဘဝနေဝင်ခြင်းရောက်ပြန်တော့လည်းပဲမသွားနိုင်မှလာတယ်တော့မှတရားချခြင်းတလို့တရားလိုခြင်းတလို့ဖြစ်လာခဲ့တယ်တရားအထုတ်ခြင်းတလို့ဖြစ်လာခဲ့တယ်အဲ့ဒီခါကျတော့ဘာဖြစ်သွားပြီအချိန်နှောင်းသွားပြီကိလေသာမင်းညီလောင်ပြီးတွန်းလှန်နိုင်ညာအာမရှိနော်
မိကိုလွယ်ကြံသေးချင်အချိန်ကုန်သွားအင်အားမရှိပြီနောက်ဆုံးထိုးတဲ့စာရွက်ကလေးထဲမှာပါတယ်နော်အဲဒီတော့မိကိုလွတ်ဖို့အတွက်ကြံစီလိုက်ပြန်တော့လည်းပဲအချိန်ကုန်သွားပြီနှောင်းသွားလိမ့်ပြီဘုန်းကြီးတို့ပြိတ္တတွေအဲ့ဒီကအကြမြေပေါက်ကြီးငယ်ကြာရုံနဲ့ပြီးပါမလားအဲ့ဒါဟာဘယ်လိုပုဂ္ဂိုလ်ရဲ့အချိန်လွန်ခြင်းလို့မေးရင်လူမိုက်ဟုတ်တယ်နော်လူမိုက်တွေဟာကုသိုလ်တွေကြတော့မေ့နေတယ်မသူတော်တရားကြတော့ရှေ့တန်းကိုရောက်နေတယ်ဟုတ်တယ်လားကိုယ်ပိုင်လုပ်တွေကြပြန်တော့မလုပ်ဖြစ်ဘူးပုံစံလုပ်တွေကြတာအေးနေရာတဲ့နေရာပုံစံလုပ်မှအချိန်ကုန်ပြီးနေကြတယ်ဘုန်းကြီးတို့တရားဓမ္မတွေကမပါဘူးလားပါပါတယ်ကိုယ်ပိုင်တဲ့ပုံစံလေးတွေဟာသိခွဲခြားတတ်တဲ့ပုဂ္ဂိုလ်ကနည်းတယ်မဟုတ်လားဘယ်အာယုံမှများပြားတတ်တယ်ပုံစံလေးအခုဘုန်းကြီးတို့လာပြီးတရားတွေဟောတရားပြတာတော့မှအချိန်လေးတွေလုပြီးတော့ယူနိုင်ကြရနေတဲ့ပုဂ္ဂိုလ်မှရတာမရနေတဲ့ပုဂ္ဂိုလ်မရနိုင်ဘူးဟုတ်တယ်နော်အချိန်လေးတွေဟာနှောင်းပြီးတော့ကိုယ့်ရဲ့ဘဝကိုတရားအသည့်ဖြင့်မစီကြောဘူးခဏလေးပြောခဲ့တယ်ဘုရားကဇရိဏဘဝတိပင်ကဇရိနေဝဝိသုစတိဟိချွန်ညွန့်နေရဘာကြောင့်ဖြစ်တယ်ချွန်ညွန့်နေရဘာကြောင့်ဖြစ်တယ်ရေကြောင့်ဖြစ်တယ်ရေကြောင့်ဖြစ်တဲ့ဒီချွန်ညွန့်နေကိုဘာနဲ့ဆေးရရေနဲ့ပြန်ဆေးမစင်ကြယ်ဘူးလားထိုနည်းတူသွားပဲအကုသိုလ်တွေဟာဘာကြောင့်ဖြစ်တယ်စိတ်ကြောင့်ဖြစ်တယ်နော်အကုသိုလ်တွေဘာကြောင့်ဖြစ်တယ်ဘာစိတ်လဲမင်းနှလုံးသွင်းမှားသောစိတ်တာမှားတဲ့စိတ်နှလုံးသွင်းမှားယွင်းသောစိတ်ကြောင့်အကုသိုလ်တွေဖြစ်တာပဲနှလုံးသွင်းမှားခဲ့တဲ့အကုသိုလ်စိတ်ကိုဘာစိတ်နဲ့ဖြစ်စီရမလဲနှလုံးသွင်းမှန်ကန်သောစိတ်ဖြင့်ဆေးကြောရပါမယ်ဟုတ်တယ်နော်တစဒီစိတ်ကလေးကိုနှလုံးသွင်းမှန်တဲ့မကမှန်အောင်မကြိုးစားရဘူးလားကိုယ့်ရဲ့အမိဘညီကောင်မောင်နှမလို့သဘောထားပြီးပြောပါတယ်မိမိစိတ်ကလေးကိုမာယွင်သောစိတ်ကိုစိတ်ဖြင့်အဖို့မလုပ်ပါနဲ့ပင်ပန်းတဲ့စိတ်ဖြင့်ပင်ပန်းစရာဖြစ်တဲ့စိတ်နဲ့အဖို့မလုပ်ပါနဲ့ဆင်းရဲမဲ့စိတ်နဲ့အဖို့မလုပ်ပါနဲ့ရှမ်းသာတဲ့စိတ်ကလေးကိုရွေးချယ်ပြီးယူပါဟုတ်တယ်နော်ဘာစိတ်ကလေးကိုရွေးလိုက်ပါချမ်းသာစရာစိတ်ကလေးကိုရွေးလိုက်ပါဆင်းရဲစရာအာယုံကိုမပေါင်းပါနဲ့အပေါင်းမှအပယ်ကြတတ်တယ်အပေါင်းမှရင်မကောင်းတဲ့စိတ်ဆိုးစိတ်မဲ့တွေကိုအဖို့လို့သွားတဲ့ပုဂ္ဂိုလ်မှန်သမျှတို့သည်ဘယ်ကိုကြားကြတယ်အပေါင်းမှနိဗ္ဗာန်ဆံတယ်အပေါင်းမှရင်ဘာနဲ့ပေါင်းရမယ်တဲ့ဘုရားကကုသိုလ်စိတ်နဲ့ပေါင်းဘာစိတ်နဲ့ပေါင်းကုသိုလ်စိတ်နဲ့ပေါင်းတဲ့အခါလဲနည်းနည်းတော့စွန့်စားရတယ်တရားဓမ္မတို့ရဲ့ဥပမာလေးပြောမယ်သူများအကြောင်းပြောရင်နည်းနည်းလေးမှားခြင်းမှားလိမ့်မယ်ကိုယ်အကြောင်းပြောတာအကောင်းဆုံးပဲဘုန်းကြီးတို့လက်တွေ့လေးတစ်ခုပြောခဲ့မယ်ပြောပြမယ်ဘုန်းကြီးတို့လွန်ခဲ့တဲ့15နှစ်လောက်ကပေါ့တော့ရဆောက်ပြီးခဲ့တယ်စွန့်စားရတဲ့အကြောင်းလေးတစ်ခုပြောခြင်းလို့နော်ဘုရင်တော့ရဆောက်ပြီးရခိုင်ပြည်ရခိုင်ရိုးမတောင်တန်းဒီဘက်ချမ်းမှာတောင်ဘက်မြောက်ဘက်အချမ်းလေးမှာအန်တောင်ကြားဒီဘက်အဲ့ဒီမှာသွားပြီးတော့ရွာလေးတွေတရွာပြီးတရွာပဲကျက်စားပြီးတယ်ဆွမ်းခံတဲ့အချိန်မှာတော့ရွာလေးတွေရောက်တယ်ဆွမ်းခံပြီးတော့တဲ့ဝင်ပြီးကိုယ်လုပ်ကိုယ်ပိုင်လုပ်တွေလုပ်ခွင့်ရတယ်ဒီနေ့တော့တော်လက်လွန်ပြီးတော့အလွန်တရာတောထူထပ်တဲ့နေရာကိုရောက်ရှိသွားတယ်မျက်စိလည်သွားတဲ့သဘောပေါ့ကံတရားရဲ့ဆွမ်းအားလေးတွေတခါတရံကံတရားအကျွေးတွေကိုလို့လာတဲ့အကျွေးကံတွေကရှိတယ်အဲ့ဒါတွေကမှောင်ကျသွားတယ်3 ရက်လောက်ကိုဝေးကွာခဲ့တဲ့ပြိတ္တများနဲ့အဲ့ဒီတော့ဆာလောင်မွတ်သိမှုတော်တော်များပြားခဲ့ရေလေးတော့တောက်တယ်ရေစမ်းလေးတွေရှိတော့ရေစမ်းလေးမှရေလေးတောက်တနေ့ကြတော့
အစာမစားရတာ3ရက်လောက်ရှိပြီဆိုတော့နည်းနည်းတော့လုံးတယ်သို့တော့ခန္ဓာသိပ်ပေါ့ပါတယ်သိပ်ပေါ့ပါပြီးကြည်လင်မှုရှိတယ်ဒါပေမဲ့အေးလေးငါသွားလိုက်မယ်ဆိုတော့သွားရင်နဲ့စမ်းချောင်းကြီးတစ်ခုသွားတွေ့တယ်ရေအိမ်ကြီးကလည်းအကြီးကြီးရှိနားမှာရေအိမ်ကြီးတစ်ခုကြောက်ဖြာကြီးကြီးပေါ့မှာမမျောလိမ့်မနဲ့တက်နုလေးတွေစုထားတော့ဖရွက်ကလေးပေါ်တင်ပြီးတော့တက်နုရွေးတွေစိမ့်ဆူပြီးတော့နုလေးတွေသွားတွေ့စားဝယ်လေးတစ်ခုပေါ့နော်တက်နုတက်ဖူးလေးတွေအဲ့ဒါတွေ့တော့တို့ကရန်တော်မြည်ပြီးမှကမဲ့ပုဂ္ဂိုလ်ရှိမှစားရတာဒါအာဟာရတစ်ခုပဲခန္ဓာကိုယ်ထဲမှာအာဟာရတစ်ခုရှိရင်ခန္ဓာကိုယ်ခိုင်းလို့ရတယ်အာဟာရနည်းရင်ခိုင်းလို့သိအဆင်မပြေဘူးညီးလိုက်တဲ့အနာမှာခိုင်းတော့ဒီအာဟာရများကိုစားသုံးလို့တယ်ကမဲ့ပုဂ္ဂိုလ်ရှိကောင်းပါပဲလို့အဲ့ဒါပထမမေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပြီးတော့အဲ့ဒါလို့ညီးလိုက်တဲ့အခါမှာမမျောလေးနဲ့ရှင့်ကလေးတစ်ကောင်ရောက်လာအဲ့ဒီရှင်းနေတာအမီလေးထောင်နဲ့ပုံကောက်တစ်ခါခုံဆွနဲ့အနာရောက်ငြိမ်းနေတဲ့အနာတပိတ်လေးချပြီးတော့ရောက်လာတာဘုန်းကြီးလှမ်းလို့ကြည့်အေးတကားရှင်းလေမင်းကွာဘုံဘုံကိုဒါလေးကပ်ပြီးကောင်းမယ်ဘုံဘုံဒီဥစ္စာစားလို့တယ်ကပ်ပြီးကောင်းမယ်သူ့နှုတ်သီးလေးနဲ့တိုးလို့အဲ့ဒီတဲ့ရွက်ကလေးအပုံလေးကိုတိုးပေးတဲ့ဘုန်းကြီးနောက်ရောက်လက်လန်းနဲ့နားရောက်ဖတ်စုချာနဲ့ထွက်သွားတော့ငါလည်းကတ်ထားတယ်တပိတ်ထဲမှာအထက်ရေလေးဆေးကြော့ပြီးတော့သုံးဆောင်မိဝဲတယ်ကြည်လင်မှုရပါချင်းအဲ့ဒီနေ့မှာရေစဲလေးနဲ့ရေစဲပြီးတော့အဲ့ဒါလေးအကုန်လုံးဖုံးပေးပြီးတော့လန်းဆန်းသွားကြရုပ်ပိုင်းဆိုင်ရာလေရုပ်ပိုင်းဆိုင်ရာကြည်လင်လန်းဆန်းပြီးသွားတော့ဒီနေရာမှာဟောဒီတက္ကလေးတွေငါ့ကိုအာဟာရကန့်လာတဲ့ပုဂ္ဂိုလ်တွေငါကျေးဇူးဆက်တဲ့အနေအချင်းတရားမှတ်လိုက်မယ်3နာရီလောက်ငါတရားမှတ်လိုက်မယ်အနာမတပကလေးချပြီးတော့ချမ်းသာစွာဖြစ်ယတ္တကမ္မနာစီးချမ်းပြီးတရားလေးမှတ်လိုက်တရားမှတ်လို့2နာရီကျော်လောက်လေရောက်3နာရီထိုးဝန်းကျင်လောက်တော့ရှိသွားမှဖြစ်တယ်ကိုဖုံးပေးသုံးဆောင်တဲ့အချိန်က7နာရီကျော်လောက်ရှိတယ်အဲ့တော့ခုန10နာရီဝန်းကျင်လောက်ဆင်အုပ်ကြီးတို့ရောက်လာအဲ့ဒီဆင်အုပ်ကြီးကတောင်းကနေပေါ်တက်လာအဲ့ဒီရန်ရှိတဲ့နေရာသူတို့လာချဘုရားရရှိအိုင်နဲ့ဝါ300လောက်ရှိအဲ့ဒီနေရာလေးမှနေတော့ရန်ကြီးနာလာချတောတဘာဝဆိုတော့တရားဓမ္မတွေလောကမှာပျော်စရာတစ်ခုကိုစိတ်ကိုငြိမ်းချမ်းစရာအဖို့ဆိုတာဟာတရားသိနေဖို့ပေါ့နော်အဲ့ဒီရင်ဝန်းကျင်တစ်ခုလုံးမှာငှက်ပေါင်းမြောက်များစွာရှိတယ်တရိစ္ဆာန်တွေမြောက်များစွာသူအတိသူဟနဲ့သူပျော်ရွှင်ပြီးနေချသူတဘာဝလေးတွေနော်ဒီတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေတွေကလည်းဒါလေးတွေအဖို့တစ်ခုဖြစ်တယ်ငှက်တန်လေးတွေပဲကြားပြီးတော့တရားအတိလေးဖြစ်ကိုယ်စိတ်ကလေးကိုရှင်လန်းသောစိတ်ဖြင့်တရားအတိနဲ့ပျော်မွေးခွင့်ရဆင်းအုပ်ကြီးရောက်လာတော့ဘယ်ရှင်ကရောက်နေတယ်မသိကိုအနာကိုဆင်ကြီးတကောင်ဘုန်းကြီးကိုခွထားတယ်သူရှိတော့ရှိတယ်ခွမှန်းကိုဘယ်လိုသိရတယ်လဲဆိုတော့ဘုန်းကြီးရဲ့လေကုတ်ကိုဂုတ်ပေါ်ရေကြရေစက်ကလေးသူ့ရဲ့ရှက်ကဝမ်းပိုက်ကရှက်ကနေပြီးတော့ရေလေးကြရေစင်ပြီးတက်လာဆင်းဒီများကြီးပဲကောင်းပေါင်း190လောက်ရှိပြီတောဆင်နေပြီအဲ့ဒီတော့ဒီဆင်ကြီးကအနားကိုလာတဲ့ဆင်ပေါင်းမှန်တယ်များတယ်အားလုံး2မောင်းကြီးနဲ့လိုက်ပြီးတော့ရမ်းလိုက်ဆင်ကောင်လေးတွေအနားလာပြီးလှမ်းပြီးတော့ဘုန်းကြီးနှာခေါင်းကိုလာပြီးလှမ်းပြီးတော့နှာသီးဝါသူ2မောင်းလေးတွေလှမ်းထုတ်တယ်အဲကောင်လေးဖဲတဲ့ဆင်ကောင်ချင်းကြီးကအနာကမပေးဘူးတခါတည်းလဲတွန့်သွားတာပေါ့ရိုင်သွားတာပေါ့သူတို့ထုံးတယ်တတိနဲ့ပြန်မှတ်တယ်ကိုမှတ်တယ်တခါအမှတ်တွေဖြိုးမျက်စိတွေနဲ့ဖွင့်ကြည့်တယ်ဝန်းကျင်မှာဆင်တွေအများကြီးပဲအပေါင်းဖော်တွေအများကြီးပဲသူတို့ငါတော့ရံမှုပါငါသူတို့တကယ်လို့ငါစိတ်ထဲမှာအကုသို့ဝင်ရင်
ငါကိုရံမှုနိုင်တဲ့သူတို့ငါဒီချိန်မှာစွန့်စားရမှအရှင်ဖြစ်နေတေးရင်မြေစည်းဆင်ရွှေချီးပဲတတိကိုင်းကိုအမှတ်ကိုမှတ်မရင်မိုင်တော်တော်လေးလောက်ကြာသွားတော့သူတို့ဟာရေဒီမိုးတွေတောက်ပြီးတော့ထက်တက်သွားကြဖြည်းဖြည်းမျက်စိကွင်းတော့လည်းကြည့်တယ်စင်ကောင်ကြီးကကိုယ်မိုးထားတဲ့စင်ကောင်ကြီးတဖြည်းဖြည်းဘေးကိုကပ်သွားဘေးကိုကပ်ပြီးတော့ဝါတပြန်လာရတော့ဖြည်းဖြည်းကတကိုယ်လုံးလှဲ့စင်တို့မိဒီမှာခေါင်းလေးတစ်ခုတည်းလှဲ့လို့မရဘူးတကိုယ်လုံးလှဲ့ရတကိုယ်လုံးလှဲ့မှရလှဲ့ပြီးတော့ပြန်ကြည့်တယ်ဘုန်းကြီးမျက်စိဖွင့်တော့ဟာဩတခါကြီးတယောက်ငါ့ကိုလာပြီးကာကွယ်ပေးတာကျေးဇူးတင်ပါတယ်တခါကြီးကျေးဇူးတင်ပါတယ်ဗျာလို့ပြောတော့ဘုန်းကြီးဖြည်းဖြည်းထားလိုက်ဆင်ကြီးကခေါင်းခါမထားဖို့ပေါ့လေမလာဖို့ဘုန်းကြီးစိတ်ထဲမှာဘယ်လိုဖြစ်သွားသလဲဆိုတော့ဘုရားရှိခိုးကအရှင်ကောဏိညာမထေရကိုတတိကြအရှင်ကောဏိညာမထေရကြီးဟာတော်ထဲမှာဆင်ပေါင်းမြောင်များစွာကြားထဲမှာဆင်တို့ရဲ့အလုပ်ကျွေးကိုယူပြီးတော့ပရိနိဗ္ဗာန်စံသီကာလတောင်နေထိုင်သွားကြတယ်။ဒါလည်းအရှင်ကြီးကြားထဲမှာသွားနေကောင်းတာပဲငါ့ကိုရံမငူတဲ့မိတ်ဆွေတွေငါသွားမယ်လိုက်သွားလင်္ကာလာလာသူပြန်ကြည့်တယ်မလာရဘူးခတ္တိတိကြီးတဲ့သူကကြည့်တယ်မလာခိုင်းဘူးငါလိုမရှိဘူးဆိုတာပြန်သွားလာတော်တော်ပြီပြန်ကြည့်တယ်ကောတော့ရက်နေခဲ့တယ်ဒင်္ဂါချင်းလောက်ကိုဝင်းကြီးရောက်တဲ့ကံနဲ့ပြန်ကြည့်တယ်အဲ့တော့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲငါ့ကိုမလာခိုင်းဘူးဆိုတာဟာအန္တရာယ်ကြီးလို့ပဲလေပြီးတော့ငါမှကုသိုလ်ကံလေးတွေရှိတယ်ငါကသာသနာတော်အတွက်ကြိုးစားစရာရှိနေသေးတယ်ဆိုပြီးတော့ပြည့်ပြည့်ဒီတဲမဲ့ကြံရခဲ့တယ်ဘုန်းကြီးပြောချင်တာကမိမိရဲ့စိတ်ကိုစွန့်စားစားဖြင့်ဆုံးမရခြင်းကြောင့်အန္တရာယ်မပေးကြပါဘူးနော်အန္တရာယ်မပေးကြဘူးစိတ်စင်မှာသီလတတ်တဲ့သမာဓိတဲ့ပညာတတ်လေးရှိတယ်သီလယနာမွေးပြန်ကြံတာသီလဆင်တဲ့ရှုတိုင်းလာပါသီလစောင့်ညာမလားအပေရွာဆိုတဲ့စကားလုံးလို့သီလယနာမွေးပြန်တယ်သမာဓိယနာပညာယနာတွေဟာလူမသိတော့လဲနတ်တွေသိတယ်မသိဘူးလားတရားဓမ္မတို့ဒါစွန့်စားခြင်းရဲ့ကျေးဇူးလေးတွေဘုန်းကြီးမှတ်တမ်းတင်ထားတဲ့နှလုံးသားထဲမှာတခါတော့ကကြားကြီးတဲ့ကောင်အဲ့ဒီတောင်ရပေါ့လေကိုဘက်မှာတော့တောထဲမှာသူကတောင်ကြီးကြီးခုတ်ပြီးတော့စပားဆိုင်ကြတာအဲ့ဒီရဲ့နေရာမှာသူတို့ကလင့်စင်လေးတကူလုပ်ထားတယ်အမြင့်ကြီးဝါတပြန်ကြော်လောက်ရှိတယ်12တောင်ကြော်လောက်ရှိတယ်အမြင့်ကြီးလေကားလေးနဲ့အဲ့တော့သူတို့လည်းလေဒီပါမရှိတော့အေးစဉ္ညာလေးတော့ရသွားအဲ့ဒီပေါ်မှာသွားပြီးတော့တရားမှတ်မဲလေကောင်းလေးတန်ရတယ်ဆိုတယ်တရားလေးမှတ်ပြီးတော့ညတနာကြီးကြော်လောက်မှာကြားကြီးတကောင်အာလုံးလုံးနဲ့អော်လာတော့လာလေးရတဲ့သားလေးတော့ခလန်းလန်းလေးអော်လာအနားရောက်လာအဲ့ဒီခါကိုယ်ဒီခါစွန့်စားရပြန်ခန္ဓာကိုယ်ကြီးကိုဘုရားရှင်ထူတန်းပြီးအစ္ဆတိကေပါဏုပိရံဗုဒ္ဓနာပိဿမိဘုရားရှင်ကိုထူတန်းပြီးဘုရားတဲ့သံဃာယတနာသုံးပါးကိုထူတန်းပြီးကိုယ်နဲ့တဲ့ကိုမြတ်စွာဘုရားထူတန်းပြီးငါကြောက်เสียမရှိဘူးပထမနည်းနည်းလေးဖက်ကနေစီကြောက်စိတ်လေးပေါ်တယ်ကြောက်စိတ်ပဲကပေါ်တယ်ပေါ်တဲ့ကြောက်စိတ်ပေါ်တဲ့နေရာကိုလိုက်ရှာစိတ်အာယုံနဲ့ဟတ္တရအာယုံဖက်ကနေသွားတွေ့တယ်ဒီမှာပေါ်တာကိုပေါ်သေးသလားထက်စိတ်ကြီးမပေါ်တော့စိတ်မှာပေါ်စိတ်မှာရှုပ်ချကိုလို့ရှေ့စိတ်ကိုနောက်စိတ်နဲ့သတိကပ်လိုက်တယ်တရားဓမ္မတွေကြောက်တယ်ဆိုတာဘယ်ကပေါ်တာစိတ်ကပေါ်နားလည်တယ်နော်စိတ်ကိုဖမ်းမှတ်ကြောက်တဲ့စိတ်ကိုမကြောက်တဲ့စိတ်နဲ့ပြန်ကြည့်ရှေ့ကြောက်နေတဲ့စိတ်အဲ့ဒီရှိသလားဒီစိတ်ရှိသလားပြန်ကြည့်ကြောက်တယ်ဆိုတာဧည့်သည်စိတ်လားအိမ်သည်စိတ်လားဧည့်သည်စိတ်ဒေါသစိတ်ပေါ့နော်ဒေါမနတာဆိုတဲ့နှလုံးမသားတဲ့စိတ်ဒေါသသူကဒေါသအသေးစားလေးတိမ်မွေးတဲ့ဒေါသစိတ်လေးအဲ့ဒီတော့ဒီစိတ်ကိုပြန်မှတ်ရင်အိုးကိုယ်နဲ့မဆိုင်ဘူးကိုယ်နဲ့မသိဘူးဒီကောင်ကြီးဟာကိုယ်လင်းစင်နာရောက်လာဖတ်ဆိုရင်မမျောလင်းမဲနဲ့အာရပါရအတန်ကြီးကျဲလောင်တဲ့အတန်ကြီးအော်ရှပြီးတော့
ဖြတ်ဆိုရင်အဲ့ဒီစင်မောတက်ကိုလက်နဲ့ကြောင့်လှမ်းတင်လိုက်တယ်ဟာလဲဒီမျက်စိလေးဖွင့်ပြီးကြည့်လိုက်တယ်ဩတက္ကကြီးလားအေးတက္ကကြီးရေကျုပ်တခုပြောမယ်ကျုပ်ရဲ့ခန္ဓာကိုယ်ကြီးကိုတော့သာသနာတော်ကိုယာဝစီဝလက်ပိတ်တမေယတိပါဝေနသာသနေလို့ဘုရားရှင်လူတန်းပြီးပါပြီခင်ဗျားတက္ကကြီးကျုပ်အသားကိုစားလို့စားအသွေးတောက်လို့တောက်စိတ်တိုင်းညတော့ပြုလုပ်နေတယ်တိုးတော့အနည်းငယ်တရားစကားလေးတော့ပြောမရပြောအောင်မယ်သရဏဂုံသုံးပါးဒီပေးငါးပါးသီလဒီဟောမကောင်းတဲ့အာဟုသောကံတရားတို့ကြောင့်စီရင်နှမသောတိရစ္ဆာန်ဘဝကိုရောက်ရတဲ့အကြောင်းတွေဟောငြင်းနေတာအဲ့ဒီလက်နဲ့ကြောင့်တင်ပြီးငြင်းနေတာခေါင်းကလူတစ်ယောက်ဖက်ကြော်တယ်အဲ့ဒါမို့လူနှစ်ယောက်ဖက်လောက်ရှိတယ်မယ်ထင်တယ်ကြီးကြီးပဲခေါင်းကြီးရသူပါဇက်ကတကယ်စားလိုက်မယ်ဆိုအကောင်လိုက်ကြောက်ကနေမျိုးလို့ရအဲ့ဒီတော့သူ့ကိုလက်ကလေးကာပြီးတော့သီလပေးတရားဟောမေတ္တာကမ္မစီပြမယ်တရားဟောရင်နဲ့ကဲတက္ကကြီးစိတ်တညကိုလို့ကျုပ်လည်းကိုလို့မယ်လို့ငါတရားမှတ်တော့မယ်လို့ခါလီဆန်းပဲတရားမှတ်မလို့လည်းကြံလိုက်ရောဖြတ်ဆိုလက်တစ်ဖက်ကအောက်ကိုချနောက်တစ်ဖက်ကလည်းအောက်ကိုဖက်ကနေချပြီးတော့ဗဒတ်ရက်ပြီးတော့အောက်ကိုဆင်းသွားကြတယ်ဆင်းပြီးអော်ပြီးတော့သူဟန်တဲ့ကြောင်ချောက်ကြားတဲ့ကိုဝင်သွားကြတယ်ကဲဘာကြောင့်လဲတာဘုန်းကြီးတရားရလို့မဟုတ်ဘူးနော်တရားမရသေးဘူးစွန့်စားတော့မှအာထုတုမိုက်ကြံသေးတယ်အဲ့ဒါဘာကြောင့်လဲဘာရတ္တိလဲဆိုရင်မေတ္တာရတ္တိဘာရတ္တိမေတ္တာတတ္တိမေတ္တာစွန့်အားလေးအဲ့ဒါလို့မဖြစ်ခင်လေးမှာဘုန်းကြီးစမ်းကြည့်တယ်ပေါ့လေမေတ္တာတရားနဲ့ပတ်သက်ပြီးတော့မေတ္တာသုတ်တံတစ်ခုတည်းကိုဘုန်းကြီးတစ်လလောက်လေ့ကျင့်တယ်အဲ့ဒီမေတ္တာသုတ်တံအကျိုးကိုသခင်ကကဏ္ဍဆရာတော်ကြီးမူလကဏ္ဍဆရာတော်ကြီးရေးခဲ့တဲ့စာအုပ်တို့တွေ့မေတ္တာကမ္မထစီးဖြန်းတဲ့ပုဂ္ဂိုလ်ဟာနတ်တီတောင်မှလာရောက်ပြီးတရားနာတဲ့အကြောင်းနတ်တီနဲ့တောင်မှစကားတွေပြောရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့သိရမှာဒါတကယ်ဟုတ်လို့တကယ်ကိုရှိတာငါလေ့ကျင့်မယ်ဆိုတလားလောက်လေ့ကျင့်တယ်ဟုတ်တယ်ဗျာတော်ထဲမှာကမ္မထမေတ္တာကမ္မစီးဖြန်းတော်နဲ့ရောက်လာတာတော့တစ်ခုလုံးမှာအိုးအတန်ဒီမြောက်များစွာဖြစ်လာတန်ပေးကြညီမီတရားတန်လေးကျမ်းလာကြတယ်သာဓုတွေအချိန်ကြီးခေါ်ကြတယ်အဲ့ဒီချိန်ကြတော့ကိုကဩမေတ္တာတရားကြီးစုရှိတယ်ဒါကိုလို့မေတ္တာပေါ်မှာယုံကြည်ခဲ့နောက်ဆုံးမှာမေတ္တာပို့တဲ့နေရာမှာနောက်ဆုံးဘယ်လောက်ထိများပို့တယ်ဆိုတော့အလုံးလူနဲ့ပြန်မှာတတ်တော်လေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေဒီနှစ်ခုတည်းပို့တယ်ဒီနှစ်ခုတည်းမေတ္တာပို့တာအခြေကြီးမဟုတ်ဘူးကျမ်းမာကြပါစေလို့အာယုံညွှန်လိုက်တဲ့အခါမှာသူတို့တဏ္ဍာထဲမှာ96ပါးယောဂဝိညာဉ်လုံးဝမရှိပါစေနဲ့ချမ်းသာကြပါစေဆိုတဲ့အဓိပ္ပာယ်ကခန္ဓာကိုယ်ထဲမှာကိလေသာမှန်တယ်များဘာမှမရှိကြပါစေနဲ့နှစ်ခုတည်းနဲ့ခရီးရောက်တဲ့တရားဓမ္မတို့သောပေါက်တယ်နော်ဒါမေတ္တာရဲ့ဆွမ်းအားလေးတွေကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အဲ့ဒါလေးဒီနှစ်ခုတည်းကိုလွှမ်းခြုံပြီးတော့မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်းကြောင့်မေတ္တာအကျိုးတွေဟာဟုတ်တယ်အနားလာပြီးတော့တရားနာကြအလွန်မွေးကြတဲ့အနမ်းလေးလာပေးကြတခါတည်းခဝေးဝေးကယောဂစုံနဲ့တွေကိုထင်ရှားပြကြဒါဟာဘာရဲ့ဆွမ်းအားကြောင့်အလုတ်ဆိုတာတရားဓမ္မတွေမလုတ်ရင်တော့မသိဘူးနော်တကယ်လုတ်ကြည့်ရင်တကယ်သိတာတကယ်သာကြိုးစားအသက်နဲ့လဲပြီးတော့ကြိုးစားတကယ်ကြိုးစားရင်တကယ်ကိုထက်တန်းရောက်သူ့လိုငါလိုနေရင်တော့သူ့လိုငါလိုတော့ဖြစ်မှာပေါ့နော်တကယ်လို့အဟုတ်သိရတရားထိုင်မယ်ထူးခြားအောင်ငါလုပ်မယ်ငါထူးဖို့ထူးရမယ်ထူးခြားတဲ့ပန်းတဲ့ကိုရောက်ဖို့ရောက်စေရမယ်ရောက်အောင်ငါလုပ်မယ်ရောက်ဖို့ရောက်ရမယ်စိတ်ကိုတော့တခုတည်းဧကစိတ်ကံတခုတော့စိတ်ကိုစံဒိဋ္ဌိပတ်နဲ့ရှင်လိုက်
ဣတိပတ်၄ပါးထဲမှာသန္တိတိပတ်ပြင်းထန်သောဆန္ဒကိုယူလိုက်စိတ်တိပတ်မိမိစိတ်ဟာတစ်ခုတည်းသောအာယုတစ်ခုတည်းကိုစိတ်ကိုဆုံးဖြတ်ချက်ချတာအဲ့ဒီသန္တိတိပတ်နောက်ကမှာစိတ်တိပတ်စိတ်တိပတ်နောက်ကမှာဝိရိယတိပတ်ဝိရိယကိုအင်ထားရတာဝိရိယကတော့အယုကြည်ကြည်အရေးဆုပ်ဆုပ်နောက်မဆုပ်အသွေးခမ်းရင်ခမ်းသွားပြီးစီဘယ်တတော်ဘယ်ကောင်းလာစားတာဒီခရီးမမူရကင်းကောင်မြောက်မွေကောင်ကြီးတွေဒီကိုယ်လုံးခြောက်သွားနေတယ်ဒါကိုယ်နဲ့မဆိုင်ဘူးသူ့လိုတော့တာတခါတည်းကြပြန်တော့တကယ်မွေမဟုတ်ဘူးလာစမ်းတဲ့မွေတွေရှိသေးတယ်တောဆောင်တဲ့တွေကလာစမ်းတာအလွန်ကြီးမားတဲ့မွေကောင်ကြီးပုံသဏ္ဍာန်ဖန်ဆင်းပြီးလာကြတယ်ဒီကိုယ်လုံးခြောက်တက်ပြေးကြတာပတ်ထားသလိုဖြစ်နေတယ်ခါတည်းရလက်ကောင်ကြီးလွန်တော်ကြီးမားတဲ့လက်ကောင်ကြီးတဲ့ကောင်အဲ့ဒီပုံသဏ္ဍာန်လာကြတယ်အလွန်ကြီးမားတဲ့ကင်းကောင်ကြီးတွေကင်းဆိုဘုရားတို့3ထွာလောက်ရှိတယ်အကျော်ကြီးတဲ့3ထွာလောက်ရှိတဲ့ကင်းကြီးတွေ3ထွာလောက်3ပေလောက်ရှိတဲ့သူ့ခွန်ကြီးက3ပေလောက်ရှိကောင်ကြီးချက်ငါပြောလို့ကြားတဲ့ကထွက်လာမရတဲ့ကကိုယ်ခေါင်းတဲ့ကြော်သွားတယ်သူတို့လမ်းကြည့်တော့သူတို့တရားဟောတရားစကားပြောပြီးတော့နောက်ဆုံးပြန်သွားကြတယ်အဲ့ဒါတွေဟာဘုန်းကြီးတို့တရားဓမ္မဘောဓတော်ကောင်းတို့တကယ်တင်းတော်မဟုတ်ဘူးလာပြီးတော့စံကြတော့တောင်းပါနော်ညာကြီးရှိတယ်တော့အတွေ့အကြုံတောင်းအတွေ့အကြုံပြောမယ်ဆိုရင်မိုးတလင်းပြောလို့မပြီးနိုင်ဘူးတော့ဘုန်းကြီးတော့စကားပြောတတ်တာပေါ့ဟုတ်လားအဲ့ဒီတော့တရားဓမ္မဘောဓတော်ကောင်းတော့လူကြီးဘုန်းကြီးပြောကျင်တာစွန့်စားခြင်းဆိုတဲ့စကားလုံးနဲ့ပြောတာပါအဲ့ဒီစွန့်စားခြင်းရဲ့နောက်ွယ်မှာထူးခြားတဲ့အသီးလေးတွေမပေါ်လာဘူးလားတတ္တိရှိရတယ်တတ္တိတော့ရှိရတယ်နော်ခါတည်းရကျော်ဒီလာပဲသူကြောကုန်းလာပြီးတော့အေးစစ်တဲ့လက်ကြီးတွေနဲ့လာပြီးတော့ထိနေကြတယ်ကျော်ဒီလာထုနေတယ်အရိကသူတို့ကိုမေတ္တာပို့လှပြီးတော့အမျှဝေလိုက်ရတယ်တခါတည်းနောက်ကနေပဲကောင်းရထီပြီးငိုတဲ့တော်ဘာလည်းရှိသေးတယ်မေတ္တာပို့ရပြန်တရားမှတ်ခွက်တွေတခါတည်းနဲတချို့နေရာတွေကြာတော့မှတ်ရတာအချိန်ကသိမရှိသလောက်သူတို့အတွက်ပဲအချိန်ပေးရလိုက်ရတချို့သုတ်တန်နေမှာဆိုတော်တော်များတယ်ပေါ့ကြံတန်းကြဒါပေမဲ့အဲ့လိုသုတ်တန်တူတင်စောက်တည်တဲ့အခါမှာအကျိုးတော်အလွန်များပြားပါသူတို့တဲ့အသိကြီးသူများများကုန်တယ်အချို့သုခိတတရဝတွေကကျွလပြီးတော့ရုပ်ကစိုးတွေဖြစ်တဲ့ပုဂ္ဂိုလ်တော်တော်များကြတယ်ကျွတရားတွေကြားကုန်ကြတယ်ကုသိုလ်တွေကြောင့်တရားအသီးတရားသားတွေကြားပါများရင်တပတ်လောက်ဆိုရင်သူကယဉ်ကျေးပြီးတော့ကိုယ့်ကိုအချောက်လှမ်းနေမလို့တော့ပထမလောလောဆယ်တရားနဲ့တော့ဒုက္ခပြီးတတ်တယ်ရင်းနှီးကျွမ်းကျင်အောင်သူတို့အမြဲတမ်းမေတ္တာလေးနဲ့သူတို့ကိုပို့ပေးပြီးတော့ပို့လွှတ်ရအဲ့တော့မေတ္တာစွမ်းအားလေးကလည်းမေတ္တာပို့တဲ့အခါမှာကြောက်ရွံ့နဲ့မေတ္တာပို့ရင်မေတ္တာကမဆူချပြန်ဘူးတကယ်နှလုံးအိမ်ထဲမှာစွဲမြင့်အောင်သူတို့မှာရင်ဝယ်သားသမီးများကဲ့သို့မေတ္တာလွှမ်းခြုံပြီးတော့ပို့မှာမေတ္တာကဆူချမေတ္တာကအားရှိအဲ့ဒီမေတ္တာရိပ်မှာခိုလုံခွင့်ရလိုက်တဲ့တရားတွေဟာကိုယ့်ရဲ့မေတ္တာအကြောင်းသူတို့လှမ်းပြီးအမျှဝေလိုက်သူခါမသာဓုကိုအာမရရခေါ်ဆိုလိုက်ခြင်းကြောင့်ချစ်ရှင်းမဲ့ပြောက်ပတ်ပြီးတော့ကောင်းသောသုဂတိဘဝကိုရောက်သွားကြတယ်လောကမှာဆန့်ကျင်တယ်နော်တရားဓမ္မတွေမြင်ရတဲ့တရားတွေမမြင်ရတဲ့တရားတွေအများကြီးပဲမြင်ရတဲ့ပုဂ္ဂိုလ်အနည်းငယ်သာရှိတယ်မမြင်ရတဲ့ပုဂ္ဂိုလ်လောကမှာအလွန်များပြားတယ်နော်အဲ့ဒီတော့ဒါဒီဟာသူတို့ရဲ့ကမ္မန္တတ္တိဝိပစ္စတိဆိုခြင်းကြောင့်ကံတရားကြောင့်သူတို့ဟာဘာဖြစ်နေကြလဲအကျိုးပေးခံနေကြရတယ်ဘာကံလဲလို့မေးဒုက္ခိတတ္တဝါများရဲ့ကံကအကုသိုလ်ကံတတ္တိကုသိုလ်တွေမေးလျောပြီးနေခဲ့တာကြောက်စရာတွေကောင်းတယ်နော်သာသနာမှာလည်းတွေ့ပါရဲ့မိကောင်းပါခင်သားသမီးလည်းဖြစ်ပါရဲ့ဘာမဟုတ်တဲ့ဒုစရိုက်လမ်းမှာပေါ့ရောက်ရင်းနဲ့ဘဝကို
မိုက်မဲသိမ့်ပြီးတော့မကောင်းဆိုးဝါးဘဝကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေနဲလားအများကြီးလားအများကြီးပဲအဲ့ဒါဟာဘာကိုမေးလျော်ခဲ့လို့ကုသိုလ်ကောင်းမှုတွေမေးလျော်ခဲ့တယ်တဘဝမေးလျော်မိခြင်းကြောင့်တသံတရားလုံးခံပြီးရောကြောင်းမဲ့ပဲကောင်းတယ်နော်အရာမလို့အားလုံးမိဘညီကောင်မောင်တို့မိသားစုတို့သဘောထားပြီးထပ်ပြောပါတယ်ဒကာဓမ္မတွေမေးလျော်ပြီးမနေကြပါနဲ့ဘဝကိုရင်နာကြပါဘဝကိုကြောက်ရွံ့ကြပါဒီဘဝကြီးကသိရင်နာဝယ်ကောင်းလာပါတယ်တန်တရာကျမ်းတဲ့ဘဝကြီးတွေကရင်နာစရာကောင်းလာပါတယ်ကျက်သိမ်းထဝယ်ကောင်းလိုက်တဲ့ဘဝကြီးတွေကိုမရောက်မိအောင်ကြိုတင်ပြီးတော့ပြင်ဆင်ကြတစလေးမိမိရဲ့ကုသိုလ်စိတ်ကလေးတွေကိုတိုးတက်အောင်စွန့်စားမလို့ရမယ်ကြိုးစားပေးရပါမယ်နားလည်ပါတယ်နော်တရားအထုတ်ခြင်းမှာတရားထုတ်နေရာမှာကြောက်ရွံ့ပြီးမနေပါနဲ့တရားအထုတ်ရမှာကိုမကြောက်ပါနဲ့တရားအထုတ်တဲ့အလုပ်ဟာကြောက်เสียမဟုတ်ထိတ်လန့်เสียလည်းမဟုတ်တကယ်လို့စိတ်ထဲမှာတမာတိလေးဖြစ်လာလို့တမာတိကြောင့်တခါတည်းရနမိတ်လေးဝင်လာတဲ့ကမ္မထာနမိတ်အဲ့ဒီနမိတ်တွေသူအာတုဘလိုအသေးကောင်းလိုဖြစ်တတ်တယ်ဘယ်မှာပေါ်နေတာလဲလို့မေးစိတ်မှာပေါ်တာဒါကမ္မထာအထုတ်လို့နော်တမာတိကြောင့်ဖြစ်တဲ့သဘောတမာတိကြောင့်ဒီဒါလူတိုင်းမဟုတ်ပါဘူးသူစရိုက်နဲ့သူပေါ်တာပါပဲပေါ်ရင်ပေါ်တဲ့စိတ်ချစ်စိတ်ကလို့ဗာကြည့်ရမယ်နောက်စိတ်နဲ့ပြန်ကြည့်လိုက်ရှေ့အာယုံပေါ်နေတဲ့အာယုံလေးဟာအရှိလားမရှိလားမရှိတယ်ဒါပြညတ်ပဲဥစ္စာဟုတ်တယ်နော်အရှိလားမရှိလားမရှိတာထပ်ဆင်းကြည့်လိုက်မရှိကြောက်သွားတာပဲစိတ်မှာပေါ်တာကိုဒကာရမတို့ရတကယ်တည်းသုတ်တန်မှာသွားပြီးတော့သုတ်တန်ကူထဲမှာဘုန်းကြီးတို့သုတ်တန်တစ်ခုမှသွားခဲ့တယ်တောက်ချောက်ကြားလေးကြီးဟိုဘက်ချောင်းကပါလေးပြီးချောင်းလေးလည်းတော့သွားတယ်ခေါင်းကတပိုင်းလောက်ပေါ်နေတယ်အဲ့ဒီမှာတရားလေးမှတ်ပြီးနေကိုမျက်စိဖွင့်ပဲတရားမှတ်နေတယ်အဲ့ဒီခေါင်းထဲကလက်ချောင်းကြီးကြောင်ထွက်လာတယ်အမွေးချီကြီးနဲ့ထွက်လာတဲ့အမွေးအဲ့ဒီဟာကိုလှမ်းကြည့်တယ်ဒါဟာအရှိလားမရှိလားကိုယ်စစ်စစ်လိုက်တယ်မရှိဘူးပညာအာယုံလာပေါ်တယ်ဘာလို့ပေါ်တယ်ကြောင်းပေါ်စငါကြည့်အောင်မယ်ကြည့်ပေးမယ်နေပါလို့ပဲငါတဏ္ဍာထဲမှာဘာတွေရှိတယ်သီလသမာဓိပညာကုသိုလ်တွေပြည့်နေတယ်ဒီဒုက္ခိတတတ္တဝါတွေတဏ္ဍာမှာကုသိုလ်ကောင်းမှုမရှိဘူးငါကကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ဘာကြောက်เสียလို့သေးတယ်လဲကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အနာကိုခန္ဓာကိုယ်ကြီးကိုအကုသိုလ်များတဲ့ပုဂ္ဂိုလ်ကမထိတွေ့နိုင်ဘူးကိုယ့်ကိုရဲရင်စိတ်ကလေးတွေယူပြီးတော့ကြည့်ထားတာအနာရောက်လာနဖူးနာထိရောက်လာကြည်ထားတယ်။ဩအေးဒုက္ခတော့မဖြစ်ကြစေနဲ့ကွယ်လို့ပြောလိုက်တော့ဖတ်စုတဖြည်းဖြည်းပြန်ဝင်သွားချနမိတ်ဆိုးတယ်နော်ခါတဲ့ဘုန်းကြီးကတော့ဟိုတုန်းကတော့ဝက်သားကြိုက်တတ်တယ်ဝက်သားကြိုက်တဲ့ခါဝက်သားကိုတနေ့ဝက်သားစားသွားတော့ည2 နာရီလောက်မှတရားမှရင်လက်ကိုလာရက်တယ်ခြာအကျန်းကြီးနဲ့လာရက်တာညာဘက်လက်ကပေါ်နေတော့ဒုဘုတ်လေးကပေါ်ရရုံနဲ့ညာဘက်လက်ပေါ်ချွေးတွေဖြစ်တာချွေးကိုလာစုပ်တာသူတို့ကရှားကြီးနဲ့ခြာကျန်းကြီးနဲ့လာရက်တယ်ဖြတ်ဆိုလန့်မျက်စိဖွင့်ရင်အနာဘာမှမရှိဘူးအဲ့ဒါကွာကူပေါ်ထဲမှာကူထဲမှာထိုင်နေတဲ့အရှိအဲ့တော့မျက်စိဖွင့်ရင်မရှိတော့ပြန်မှတ်တယ်ပြန်မှတ်လေနောက်တစ်ခေါက်လာပြီးရပြန်မယ်ဖြတ်တယ်ဩငါဟာဘာလို့ငါခါတဲ့ကံပြည့်မယ်ဒီနေ့ဘာလို့လဲဩငါသူတို့မကြိုက်တဲ့စားစားမိတာကိုဝယ်သားစားမိတာကိုငါအနံ့နေပြင်းထန်လိုက်တယ်အဲ့နဲ့စားပြီးရထားလိုက်တယ်နောက်တင်သွားတယ်မဖြစ်ဘူးနောက်တင်သွားဖြစ်လို့ရှိရင်တရားမှတ်တယ်မလာဘူးငါးရီတော့စားသေးတယ်ငါစားရင်လည်းအနံ့နေလာပေးသေးတယ်ထူးခြားချက်တစ်ခုက9 ရက်လောက်တရားအားထုတ်သုတ္တမှာ9 လောက်အားထုတ်တော့လူ4 ယောက်ရောက်လာတယ်ပစုခရောင်းကြီးကြည့်ပြီးတော့အဖြူဝထောင်သားတွေလို့ခေါင်းတုံနဲ့လူ4 ယောက်ခေါင်းကြီးတလုံးထမ်းပြီးအနားရောက်လာဒန်းကိုခေါင်းကိုချတာအနားမှာခေါင်းကြီးချပြီးတော့ဟေ့ကောင်ကောက်ထက်အဲ့ဒါလို့လမ်းပြောတယ်ဘုန်းကြီးကိုခေါင်းထဲမှာကောက်ထက်ခိုင်းတာ
nhìn nhìn này tôi độ tàng lên của thắt sinh mắt này mắt sẽ là cha tí về đi mắt này có mắt cái lồng mà biết phụ chỉ này nè tháp gió để tốn con lý gọc gió để nó nhảy ra đó cái qua giá mà mẫu bà vô quá là số đó mấy gì đấy cô lý ông số mấy gì đấy quên ngó ra nhà mấy ấy đi xí mà đã đi mà xí gì bà phía này này thì cả mà giữตัวตอนนี้နော်ပေါ်လာတဲ့အာယုံဝိပဿနာဉာဏ်နဲ့သာမထိနိုင်ဘူးဆိုရင်စိတ်လှုပ်ရှားတတ်တယ်စိတ်လှုပ်ရှားရင်နှလုံးသွေးပြတ်သွားနိုင်တယ်ဘဝင်စိတ်ဟာတုံလုံးသွားလို့ရှိရင်နှလုံးသွေးပြတ်ပြီးတော့အုံနှောက်ပြီးကောင်းကောင်းအလုံးမလုပ်ပဲနဲ့ကြောက်စိတ်တွေဝင်သွားတယ်ဘုန်းကြီး3ရက်လောက်ယူဖူးပါလားသုတ်တံမှာပထမသုတ်တံကမ္မထံအထုတ်စိတ်လုံးကယူတယ်ဆိုတာကဘယ်လိုဖြစ်သွားသလဲဆိုတော့နမိတ်ကိုညသူတို့အာသုဘတခုသွားရှုတာလူတယောက်တတ်ထားတာတတ်လို့9ရက်လောက်ရှိပြီတည်ထားတာအသေးကောင်းကြီးအဲ့ဒါဆေးုံကနေပြီးတော့လာပြီးတော့တကြိုဖို့ယူလာကြညာကြီးအဲ့ဒါကလားတွေကိုပြောတယ်အေးကလားတွေမင်းတို့ငါပြောသေးပြီးမယ်ကွာအဲ့ဒီအကောင်းကြီးမမြုပ်တဲ့ခဏထားပါဦးအဲ့ဒါလာလက်သားအကောင်းကြီးပုံပြဆမ်းမဖြစ်နေတာကိုပုတ်ပွနေတာလောက်တည်းရတယ်တော်တော်ဖြစ်တယ်အဲ့ဒါပထမတော့လေပေါ်ထက်ကမှတ်တယ်နောက်လေအောက်ကမှတ်တယ်ရတယ်တော်တော်ရတယ်အဲ့ဒီနမိတ်ကြီးကဝင်းနေရောမထွက်တော့ဘူးမျက်စိတဲကဘယ်သွားဘယ်လာမထွက်တော့မထွက်တဲ့တခါတည်းကိုယ်လက်ချောင်းလေးထောင်ကြည့်တယ်ကိုယ်လက်အကြီးဖြစ်နေတယ်ကိုယ်လက်ညောင်းလေးညှိုးလေးရလူတယောက်ခက်လောက်ကြည့်နေဟာကိုကြောက်လာဆွမ်းကန်ထွက်လို့ရှိရင်ဆွမ်းလာလောင်းတဲ့တခါတည်းမှလက်ကလှမ်းရိုင်းလာလို့ရှိကိုယ်လာဖက်တော့မယ်လို့ဖြစ်နေကြောက်တယ်နောက်ဆုတ်တယ်လန့်သွားတယ်သိတယ်ငါမှားနေတယ်ငါနမိတ်အာယုံကိုငါမနေနေမှားနေတယ်ဒါရှိလားအရှိလားမရှိလားကိုခွဲလို့မှတ်နေတယ်ဒါမှလွတ်ထွက်တာတကားမှတကယ်အလုပ်လုပ်တဲ့အခါခက်တာလေးပြောတာနော်ပြောရတာတော့လွယ်ပါတယ်တရားအထုတ်တဲ့အလုပ်ပါဒီဒါသမထလုပ်တဲ့သုတ်တန်နဲ့ဒုတိနဲ့ပတ်သက်ပြီးတော့ပြောရတဲ့အခါမှာလွယ်တဲ့သမထလုပ်ကတကယ်လှုပ်လာတဲ့အခါကျတော့ခက်ခဲတွေအများကြီးရှိတယ်တော်တတ္တိနဲ့တော့မလွယ်ဘူးလားဘုရားဓမ္မတို့တတ္တိရှိဖို့သိလို့ရတယ်အဲ့ဒါကြည့်ချင်းနဲ့ပြန်ပြီးတော့သုတ်တန်ပြန်မှတ်တရက်2ရက်3ရက်နဲ့ညနေ6နာရီလောက်ကြာမှမှတ်ကလေးပြန်ရလာတယ်အဲ့ဒီသဘောလေးပိုင်လာတယ်အဲ့ဒီအတုပကောင်းကြီးကတဖြည်းဖြည်းပျောက်မရှိတော့ဘူးစိတ်မှာချုပ်ခဲ့တယ်ဒါပေမဲ့လို့လေစိတ်အစဉ်ထဲမှာကနမိတ်ဆိုးကကတ်သွားတာကိုပညာကကတ်သွားတယ်တရားဓမ္မတို့အဲ့ဒီပညာအာယုံကိုခွာရတာတော်တော်ခက်တယ်တော်တော်လေးခွာယူရတယ်တတိဝရိယဇွဲတင်ပြီးခါယူပြီးတော့ဖြည်းဖြည်းလေးပျောက်ကွယ်တော့လုံးမရှိတော့ဖြည်းဖြည်းလေးကိုယ်လက်ညှိုးထောင်ကြည့်တယ်ရိုးလေးဖြစ်သွားပြီအဲ့ဒါကိုတောင်မှပဲတကယ်လို့အဲ့ဒီအချိန်ကြတော့မှသမထဘာဝနာဟာအတုပကမ္မဋ္ဌာန်းရှိရတာလွယ်တယ်လို့ခက်တယ်တကယ်ကျင့်တဲ့အခါခက်တယ်ဓမ္မတို့နော်ဘိန်းတို့ရွှချဝဲဆိုတာဘာဒီမှမသိလောက်ဖြစ်သွားချာဘယ်နေရာမှာပဲထိုင်စားရအခုဆိုရင်ဘိန်းတို့မစင်မုံထဲမှာထိုင်စားရင်လည်းရွှနေဆိုတာမရှိဘူးရွှချစရာဆိုတာမရှိဘူးဘယ်နေရာစားအိမ်တို့ကတော့ရွှတဲ့တော့အိမ်သားထဲမှာသွားဆွမ်းစားတယ်တောအိမ်သာဆိုတဲ့နေရာမှာတောအိမ်သာအောက်ကမစင်းနေတဲမှာလောက်ဒီပိုးလောက်ဒီတဖြည်းဖြည်းဖြစ်နေတယ်အဲ့ဒီထဲမှာသွားဆွမ်းစားတာဗဇက်ကအာန်ထွက်တယ်အာန်တဲ့ဥစ္စာအဲ့ဒါလှမ်းကောက်ပြီးပြန်စားတယ်အဲ့ဒါတော့လေ့ကျင့်တယ်စားရမယ်မင်းဟောဒီမစင်ကောင်းလေးပြောတော့မင်းဘိုက်ထဲမှာလည်းအများကြီးရှိတာပြန်စားပြန်ဝါအောထွက်တယ်ပြန်စားတယ်အောထွက်တယ်ပြန်စားတယ်နောက်ဆုံးမူမှန်မှန်လေးဖြစ်သွားကြတာဘယ်လိုပဲစားရဘယ်လိုနေရလဲသိညာကိုပိုင်သွားတယ်ဓမ္မတို့နားလည်တယ်နော်နမိတ်ကလေးကိုကဆုံးမလို့ရသွားရှာတယ်စိတ်ကလေးကိုပြည့်ပြင်လို့ရသွားရှာတယ်ကဲအဲ့ဒါဘာရစွမ်းစားဘာလဲလို့မေးရင်တရားအတိရဲ့ဒဇစွန့်စားလေးကြိုးစားလာခဲ့ခြင်းဒီဟုသောအကြောင်းကြောင့်မိမိဖြစ်ပေါ်လာသောအာယုနမိတ်မှန်သမျှတွေကိုပယ်စွန့်နိုင်တယ်ဖြစ်စည်းနိုင်တယ်ဟုတ်တယ်နော်ဖြစ်ပေါ်လာတော့အာယုနမိတ်မှန်သမျှတွေကဘုန်းကြီးတို့တရားဓမ္မတွေအရှိလားမရှိလား
မရှိပါဘူးမရှိတာမှန်တယ်များတွေကဘာလို့ခေါ်လဲပညာဟုတ်တယ်နော်ပထမတော့အရှိပထမတော့ထပ်ဆင့်ကြည့်ရင်မရှိဩကြည်လေဝေးလေကြည်လေမရှိလေဆိုတာကပညာကြည်လာလေတွေ့လာလေကပရမတ်ဟုတ်လားကြည်လာလေမရှိလာလေကပညာဆိုတာမရှိဒီကိုယ်လုံးကြီးကဲဒီနေ့တရားဓမ္မတွေကိုယ်ခန္ဓာကိုကြည့်ယောက်ျားမိန်းမခေါ်ထားတယ်နော်ယောက်ျားဆိုတာတကယ်ယောက်ျားဟုတ်ရဲ့လားသမုတ်ထားတာတရားဓမ္မတွေသမုဒ္ဒိပညာကြီးပဲတဏ္ဍာနပညာကြီးပဲယောက်ျားပုံသဏ္ဍာန်ကြီးကတဏ္ဍာနပညာကြီးပဲအဆိုင်ခဲတရတဏ္ဍာကြီးဖုံးလို့ထားတော့ကဏ္ဍပညာကြီးအဲ့ဒီပညာပေါ်မှာတတိကပ်ပြီးလှမ်းကြည့်ခေါင်းဟုတ်ရဲ့သမုတ်ထားတာခေါင်းမှမဟုတ်ပဲသူ့တတ္တိလေးကဘာသဘောလေးရှိဖောက်ပြန်မှုသဘောလေးလက်တကယ်လက်လားသူ့တတ္တိကဘာသဘောရှိဝမ်းပိုက်ခန္ဓာတစ်ခုလုံးကိုကြည့်ဝမ်းပိုက်တွေဒီကိုလို့ရှင်းတော့လက်တွေဟုတ်ရဲ့လားဘာတတ္တိလေးရှိတယ်အဲ့ဒါလို့ခွဲလိုက်ရတယ်ဒီကိုလုံးညာနဲ့ခြုံခြင်းတကတတ္တိလေးတစ်ခုကဘာလေးတစ်ခုတွေ့ရမယ်ဖောက်ပြန်တတ်တဲ့သဘောလေးတစ်ခုကိုမြင်ရပါမယ်ယောက်ျားလည်းမဟုတ်ဘူးဖောက်ပြန်တာကမိန်းမလည်းမဟုတ်ဘူးဟုတ်တယ်နော်ယောက်ျားလည်းမရှိမိန်းမလည်းမရှိဘာလေးတစ်ခုသာရှိဖောက်ပြန်တတ်တဲ့သဘောတတ္တိလေးတစ်ခုသာရှိတယ်ဒါဆိုရင်အဲ့ဒီဖောက်ပြန်တတ်တဲ့သဘောတတ္တိကလေးကိုဘယ်သူကသိတာလဲစစ်စစ်လိုက်အတိစိတ်ကလေးဆိုတဲ့နာဟုတ်တယ်နော်တကူလုံးကိုယောက်ျားမိန်းမလို့ခေါ်ဆိုအပ်သောဒီဝတ္ထုပေါ်မှာတင်စားပြီးတော့လှမ်းပြီးတော့အတိစိတ်ကလေးပထမနာပေါ်မှာဉာဏ်ကလေးဆင့်လို့မှသိလာရခြင်းကြောင့်နာမှာဉာဏ်လေးနဲ့ဆင့်ပြီးတော့သိနေလို့သိတတ်တဲ့အာယုံလေးကဉာဏ်တရားဟုတ်တယ်နော်ဖောက်ပြန်တတ်တဲ့အာယုံလေးကရုပ်တရားဒါဆိုရင်ခန္ဓာတစ်ခုလုံးမှာဉာဏ်နဲ့မှွေနှောက်ပြီးကြည်တန်းမှာကြောက်ကြလားမိန်းမလားပုဂ္ဂိုလ်လားတတ္တဝါလားယုံနဲ့နာလားဒါကွဲရမယ်နော်ယုံနဲ့ကိုယုံမှတပါနာမှတပါဘာမှမရှိဘူးလို့ကိုင်းငနဲ့ကွက်ကနဲ့ရှင်ငနဲ့လင်းငနဲ့သုံးညတမြင်သွားရမယ်ခန္ဓာကြီးကိုဘယ်လိုမြင်ရမလဲယောက်ျားဆိုတဲ့သဘောမှာတုံညာဖြစ်နေရမယ်မိန်းမဆိုတဲ့သဘောမှာတုံညာဖြစ်နေရမယ်ယောက်ျားခန္ဓာမိန်းမခန္ဓာမတွေ့တော့ပဲနဲ့ဘာလေးတွေ့ရမလဲဖောက်ပြန်တတ်တဲ့သဘောသိတတ်တဲ့သဘောနှစ်ခုတည်းရှိတယ်ဟုတ်တယ်နော်ယောက်ျားဆိုတဲ့ပုံသဏ္ဍာန်နမိတ်ကြီးကဖတ်ဆိုရင်မတွေ့တော့ဘူးမိန်းမဆိုတဲ့ပုံသဏ္ဍာန်နမိတ်ကြီးမတွေ့တော့ပဲဘာလေးတွေ့တယ်ဖောက်ပြန်မှုရဲ့သိမှုရဲ့ဒီနှစ်ခုတည်းတွေ့နားလဲတယ်နော်ဘာနဲ့ပါတော့ဖောက်ပြန်နေတယ်သိနေတယ်ဖောက်ပြန်မှုပေါ်နေတယ်သိနေတယ်ဘယ်နေရာကိုပဲတတိနဲ့ထောက်ပြီးကြည်တိုင်းမှာတတိနဲ့ညာထောက်လှမ်းလို့ကြည်တိုင်းအာယုမှန်သမျှတွေခန္ဓာအစဉ်မှန်သမျှတွေဘာခန္ဓာနဲ့ဘာခန္ဓာယုတ်ခန္ဓာနဲ့နာခန္ဓာနှစ်ခုပဲတွေ့ရပါမယ်ယုတ်နံကွဲနေမဲ့ဆိုရင်မြင်သမျှသောအရာဝတ္ထုမှန်သမျှတွေကပုဂ္ဂိုလ်တ attva အဖြစ်နဲ့ယူပါဦးမလားစွဲပါဦးမလားစွဲကြရမှာမရှိပဲဥပဒံကိုစွန့်ထားပြီလေစွဲကြရမှာရှိနေတာယုတ်နံယောက်ျားလို့မစွဲဘူးမိန်းမလို့မစွဲဘူးပုဂ္ဂိုလ်တ attva အတုံးအခဲတရတဏ္ဏပုံဟံနမိတ်အသက်ဇီဝလိပ်ပြန်လို့စိတ်ထဲမှာမစွဲညှိလိုက်ခြင်းကြောင့်အလုံးတချိတမဲ့မှန်သမျှတွေဟာဘာသဘောနဲ့ဘာသဘောဟောက်ပြန်တတ်သောသဘောနဲ့သိတတ်သောသဘောဒီတစ်ခုသာရှိတယ်ဒါသဘောအဲ့ဒါလို့သိလိုက်ခြင်းကြောင့်တရားဓမ္မများတဏ္ဍာမှာတန်တာနနမိတ်ကြီးပျောက်သွားပြီပညာပျောက်သွားပြီဟုတ်တယ်နော်တဏ္ဍာနပညာသမုဟပညာပေါင်းစုထားတဲ့သဘောဟုတ်တယ်နော်သူ့ရဲ့ဒီခန္ဓာကိုယ်ကြီးကိုဖွဲ့စည်းထားတာကကံစိတ်ဥဒုအာဟာရကိုနားလည်ပြီနော်ကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့ဒီအ
အင်္ဂါ၄ပါးတို့ဖြင့်စုစည်းထားသောယုတ်ကလစီတာဖြစ်တယ်ယုတ်တတ်တာဖြစ်တယ်နော်တနည်းအားဖြင့်ဒီတဲ့ပြောရင်ပအဝါဒီဓာတ်ကြီး၄ပါးတို့ဖြင့်ဖွဲ့စည်းထားသောခန္ဓာတစ်ခုတာဖြစ်တယ်အဲ့ဒီပထဝီဓာတ်ရဲ့အာဘောဓာတ်ရဲ့တေဇောဓာတ်ရဲ့ဝါယောဓာတ်ရဲ့ဓာတ်၄ပါးတို့သာရှိတယ်ကြည့်ပြန်တော့အချက်ပြောရင်နော်ဓာတ်ကြီး၄ပါးဖြစ်လာတယ်စမ်းကြည့်ရင်ဘာသဘောတွေ့တယ်ပူပူနွေးနွေးလေးဘာတွေ့တယ်ပူပူနွေးနွေးလေးအေးအေးလေးအဲ့ဒါဘာဓာတ်ကိုတွေ့တာတေဇောဓာတ်စိုက်ကြံကြည့်ပါနဲ့မာမာပြောပြောလေးမသိဘူးလားအဲ့ဒါဘာဓာတ်ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်ဓာတ်ကိုတွေ့ရမယ်နော်ဓာတ်သဘောတွေ့ရမယ်ဓာတ်ဆိုတာသူကသူ့တတ္တိလေးကပူတတ်တဲ့သဘောဆောင်းနေတယ်အေးတတ်တဲ့သဘောကိုဆောင်းနေတယ်မာတတ်တဲ့သဘောပြော့တဲ့သဘောဆောင်းနေတယ်ကဲအဲ့ဒီသားချင်းထိတဲ့အခါမှာစိကစီကစီလေးမသိဘူးလားစိကစီကလေးအဲ့ဒါဘာဓာတ်အာဘောဓာတ်ဟုတ်တယ်လားရွှေမဟုတ်ဘူးအာဘောဓာတ်နော်ဒါဆိုရင်အတန်လေးတွေမထွက်နေဘူးလားဘာဓာတ်တခါတည်းခန္ဓာကိုယ်ဝါယောဓာတ်ရှိနေခြင်းကြောင့်တရွေ့လေတိုးတာလည်းမတွေ့ရဘူးလားဒါဘာရှိလို့ဒီလိုသွားလို့ရတာဝါယောဓာတ်ရှိလို့ဝါယောဓာတ်မရှိတဲ့နေရာမှာရှည်လှမ်းလို့ရမလားမရဘူးမရဘူးလက်လှမ်းလို့မရဘူးနော်ဝါယောဓာတ်ဆုပ်သွားပြီဆိုရင်ပထဝီဓာတ်ကြီးဟာလှုပ်လို့ကိုမရတော့လက်တစ်ချောင်းတည်သွားပြီတဲ့လေဖြတ်သွားပြီတဲ့ရှည်တော့ကြီးတို့ကြောင့်လေဖြတ်သွားပြီတဲ့သူခန္ဓာကိုယ်တော့ဘာတွေမလျှောက်တော့ဝါယောဓာတ်နော်ဝါယောဓာတ်ကဆုပ်ယုတ်သွားခြင်းကြောင့်လှုပ်လို့ရသေးသလားဒါကြောင့်မလို့တရားဓမ္မဒီခန္ဓာကိုယ်ကြီးကဘာလေးပါးဖြင့်ဖွဲ့စည်းထားတယ်အဲ့ဒီဓာတ်ကြီးလေးပါးလို့ပြောတယ်ဒါမဲ့အကျဉ်းရှုံးလိုက်တဲ့ကဘာသဘောတဲ့ဟောက်ပြန်မှုသဘောလေးတစ်ခုတည်းပါဘာတစ်ခုအဲ့ဒီဖောက်ပြန်တတ်တဲ့သဘောလေးကိုဘင်းလေးရင်လှမ်းပြီးတော့ညှက်ကိုင်းပြီးသိနေတဲ့နန္ဒမလေးတစ်ခုပေါင်းလိုက်တော့ဘာနဲ့ပါရှိတယ်ကြားကြီးတဲ့ကောင်ဗဒတ်ရပြီးတော့ကိုက်မလို့ပြေးလာခဲ့သူ့ကိုဘယ်လိုကြားလို့မြင်ပါဦးမလားပညာပယ်ထားတဲ့ပုဂ္ဂိုလ်နော်ပညာပရမတ်ခွဲထားတဲ့ပုံတရံကြီးလို့မတွေ့ပဲနဲ့ဩဒေါသတစ်ခုလမ်းနေတယ်ဒေါသအာဃာတတရားကြီးမိမိဒေါသတို့မိတော့မီးလျံကြီးတဲ့ကိုယ်စီလမ်းနေပါပေါ့လားဆိုသူ့ရဲ့မျက်နှာကြီးကိုဖက်ကနေအာယုန်လေးပြုတ်ပြီးတော့လက်ဝါးလေးကံပြီးတော့ချမ်းသာပါသည်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 မေတ္တာလေးတစ်ခုတည်းကိုလည်းလှမ်းပို့လိုက်စမ်းပါအနမ်းမရောက်ကဝါတပြန်ကြောလောက်မှကျွမ်းပြန်ပြီးတော့အော်ပြီးထွက်ပြေးသွားတာပဲဘာရဲ့စွမ်းအားတဲ့ဘိန်းတော့ကလက်တွေအသုံးချခဲ့တာတခါတော့တောထဲမှာကြားကြီးတကောင်ပြေးလိုက်လာတာဘုန်းကြီးကလည်းမြစ်ခင်းပြင်လေးမှာတခါတော့အေးလေးရက်ကမထမ်းနဲ့မှတ်နေတဲ့အချိန်မှာအော်ပြီးပြေးလိုက်လာတာတကက်ကိုသူကလည်း၈တောင်လောက်တော့ရှည်လိမ့်မယ်ကြားကြီးကအဲ့တော့ပြေးလိုက်လာတော့နခဏဘုန်းကြီးလမ်းမြင်ရတာရိတ်ကနေမြင်ရတော့လှမ်းကြည့်ဩအေးအရင်နာမည်ကြီးတစ်ခုတွေ့တယ်ဒါနီမိမိရဲ့ခန္ဓာကိုယ်ကြီးကိုဒုက္ခပေးမဲ့အရာဝတ္ထုသို့တော့သူဒုက္ခမဖြစ်သွားပါစေနဲ့သူဒုက္ခမဖြစ်ပါစေနဲ့ဆိုတဲ့စိတ်ကိုပထမအာယုံညှက်ကိုင်းပြီးတော့လက်ဝါးလေးကပြီးသူ့လာတဲ့သူ့ကိုအရေးကိုလှမ်းကြည့်တော့မေတ္တာကိုအနာမရောက်ခဲ့ပါချက်ချင်းပဲသူအော်ပြီးထွက်ပြေးသွားချနော်အဲ့ဒါဟာဘုန်းကြီးတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဤဘာရဲ့စွမ်းအားလဲမေတ္တာရဲ့စွမ်းအားမေတ္တာလည်းနဲ့ဟာစွမ်းထက်တယ်နော်မေတ္တာစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ကဘယ်တမ်းမှနေရန်သူမရှိဘူးတရားဓမ္မတို့အားလုံးမိတ်ဆွေတွေကြီးပဲဘာမရှိဘူးမိတ်ဆွေကြီးပဲဖြစ်တယ်တောထဲမှာနေပုံသိတာမိတ်ဆွေတွေကြီးပဲနော်ဘုန်းကြီးတို့ဟိုအန်းတောင်ရွာတစ်ခုမှသွားပြီးနေတဲ့အခါမှာဘုန်းကြီးတွေနားလာနေကြတယ်ပထမတော့သူခက်လန်းလန်းနေတယ်တော်တော်လေးကြာတော့ကိုအနားမှလာအိတ်ကြတယ်အနားမှလာတယ်ကပ္ပိယဖြစ်လာတယ်ဆွမ်းခံထွက်လာလို့ရှိရင်ငါပြောသီးလေးပါတယ်သူကြာလာပါလို့ချင်းသူသမင်းလေးပုံပေးစားတော့ဟိုကိုကပ္ပိယဖြစ်လာဆွမ်းခံထွက်လာရင်လမ်းမှာလာကြကြတယ်လမ်းမှာလာကြကြတယ်အထုပ်တွေပါလို့ချင်းသူပါဇက်နဲ့ကြိုက်တော့ခေါ်လာလို့ရတယ်အဲ့ဒါလူတွေကမြင်မှများတော့ဟာဒီဘုန်းကြီးကဘယ်လိုပုဂ္ဂိုလ်ဆိုထွက်ပြရပြန်ပြီ
Mangaro, Yedaya Swali. Naled, no? Go Chinton and Sarana Swali, Swaru, Yaduru, Hakoko, Yadu Mopen and Belomilade. Eh, Mibana Dadamilu Kilarapo. Payatawari, they said. Toremadi, Bari, Kauli, Kobido. They are hotter. Muri, they are hotter. And I say, the card and ladies of Pacome land, oh, they has a card of joy. I don't have joy out of the car of my daughter. No? They are not joy, they are Mamma Benito, the Cago Nana, they are the Diana Durunebe, Dava City. They are Toma, you handle it, your child. Dilo, Ninjana. Midi Bogo, the Yamako, a danger of Bogo, let me see. Tonella, Yamuebo, let me say, Bogo, let me see, Sumebo, let me see. Machana, Shana like her mamma, take on it. Not the Yamla, Sisi, Ria, the Rogidia. Kanaka, Dorema, Davido, Doyada, Kanzaya, Chinari Bodrado, Kanana Dorema, Doni. Pima Mialavi, Dorema, we were neither seen. Ija, Chanda, Doyada. Say, don't know I on the Yado. Kaya Wivika, Sita Wivikali, don't sound be wager. Ubri Wivika Surara, Mena Punya, I obeyed at the Bobo. Tayamlo de Garamadi, Midi Boko Maso. Taya at the king on Shido, Loka, Dandara, Lonshanda E. Hodela Vivadana dea at the Yeda dea at the Midi dea Mato, Udo dea lady. The Lona Nema, Dikila Vilo, Sui, Machanda. Shanda of the Zarda Baloyade, Son Savi Joda Yabame, they are Mabi Nayele Malone. Wina Bole, Malone, Macomachine, Mabione, Sons of Zada Jodala. Or Pobiam go. A Pobiam busy, near Biaga, near Biada and Chimeli. Ni Velopian, Kanaya Biazama, oh, Ni Velop Pobian, but then the Aluma, Ni Kana Lola gave only Nagabili. Didn't Ni Kana, Ni look at them, look who had Kanaya. She can never shave, Yazama, Missy Meluma, Maya, Missy and Nanga Quintale. Anyway, Namia boy, Missy and Nanga Quintale. Sego shot, Kanaya Puyo, short Charlie, Chandler, or Kana Pabiam, go. Eddie Pabian and Nia, Mimia Borania was sick, Lanula. Missy and Nanga Quintale, Lanula, and Yaka, ah, you eat. Yolo mood, Lekanago, Nyanema, Lambida, Tibazi. Yolo Lekana lady, Nyana, Lambida, Mini Yabame. Now let me know. Malone, machine, Majone, can't go like Carson and Malone. That is Shishi, Kanago Yigo, the Zadaza, So Zaji, champion, Atome, so ye. Neighbor, so that let the Lama. Our people do it, the Zadazado, So Zayabame, Paloyame, the Karela, the Zadazala. Eh, the Shimi, the Chimi, the Ching Alulo, a Chimani, Tulu, Judalame, so ye, neighbors on a Willa and Nilila. The Shema, the Shetula Rabo, Nila Rabo, no? A Yamolo, a Niso Banado, Jao, Pino de Garamai, Lelan Kansun, Kansan and Yabasi. A Niso Chete, Mexican was a neighbor, Sakango, Govanya, Telana Yabasi, Lometa, Bo Yin, Shinsi, Leosi, Emina, Bonya, Kamina, Ini Yaku. Mimi, says in Yonla Muli, safe and Saya, the Yadogo, the Dinyan, Dwebido, Dubinya Jin, Tonda Yaji, Singing Yajin, Son Zajin, yet Naguema, Chanda, Ninya Yiboa by Chinchita Mugeda, Sheri Yadura Gomia. She Duragon Yidori, Bawago, Sons of Zazajin, the Zada, the Atu Domugaja, Jinjam, Lord Abandaraga, Anaga, Yana, Sachido, Yadura Gomia, Kedwaja, with the ghetto. Mimiro, Anama Leve, Kanaya, kissing a Glego, Nyan, Biro, Josa, singing Bamia Ado Jagon Leye, Mesakambo, Zagan, Neighbor, Zagango, Congo, Madi, Bozi, Konga, Delan, and Jabba, Zigo, the D.